အားလုံးပဲမင်္ဂလာပါတယ်ဒီနေ့မှာတော့ရေစွေထဲပဲဘိုးကလို့ခေါ်တဲ့အရှင်ဟာတရုတ်ရှင်လေးအကြောင်းပြောပြပေးသွားမှာပါဇလန်းအသွာလာလေးတွေပါဝင်နိုင်တာမို့ကြိုတင်သတိပေးပါရစေဇလန်းလေးကတော့ရှေးဟောင်းရှောင်းလင်ဗုဒ္ဓဘာသာကျောင်းတော်တဲကို၈နှစ်အရွယ်ကောင်လေးတယောက်လမ်းလျှောက်ဝင်လာတာနဲ့စတင်ထားပါတယ်သူအထဲကိုဝင်လိုက်တာနဲ့ကျောင်းတော်တကားကြီးတွေကသူ့နောက်မှာဝုန်းခနဲ့ပိတ်သွားပါတယ်ဒါပေမဲ့ဒီကောင်လေးကတာမန်ကလေးတယောက်တော့မဟုတ်ပါဘူးသူကတင်းငယ်ပေမဲ့အလွန်ကျွမ်းကြအင်းနဲ့ကိုခံပညာရှင်တယောက်ပါသူ့နာမည်ကရှောင်ယုခေပြွန်ပါပါသူဟာအသက်3နှစ်ကတည်းကကွန်ဖူးပညာကိုသင်ယူခဲ့တာဖြစ်ပြီးဒီနေ့အသက်8နှစ်မှာတော့သူ့ဘဝရဲ့အကြီးမားဆုံးစမ်းသပ်မှုကိုရင်ဆိုင်ရတော့မှာပါကျောင်းတော်ထဲမှာရှောင်ယုဟာစီနီယာကျောင်းသား3ယောက်ကိုစိန်ခေါ်ဖို့အစဉ်သင့်ဖြစ်နေပါပြီအမွှေးတိုင်မကုန်ခင်သူတို့ကိုအနိုင်ယူရမှာဖြစ်ပြီးမဟုတ်ရင်တော့သူကြရှုံးမှာပါပထမဆုံးစီနီယာ2ယောက်ကအစွမ်းကုန်စ조사ခဲ့ကြပေမဲ့အမွှေးတိုင်တဝက်လောက်မှတင်သူတို့ရှုံးနိမ့်သွားခဲ့ပါတယ်။ရှောင်ယူတခုခုပြောဖို့စ조사ပေမဲ့သူ့အတန်ကဆေးရစီမရောက်ပါဘူးကဘတ်စကားထွက်သွားတဲ့အခါရှောင်ယူကသူ့နောက်ကိုအစွမ်းကုန်ပြေးလိုက်ပါတော့တယ်ကတစ်ဖက်မှာတော့ကိုရီးယားမှာအသက်15နှစ်အရွယ်တိုင်ကွန်ဒိုပါရမီရှင်ချူနန်နဲ့တွေ့ရပါတယ်ကသူကကျောင်းရဲ့ကိုခံပညာကလပ်ခေါင်းဆောင်ပါသူ့ရဲ့12နှစ်အရွယ်ညီမလေးရှန်ရှန်ကသူ့အကိုလေ့ကျင့်တာကိုဂုဏ်ယူစွာနဲ့ကြည်နေပါတယ်ကအနားမှာတော့ကလပ်မန်နေဂျာလန်နဲ့သူမရဲ့မောင်လေးဘေး BI တို့ရှိနေကြပြီးသူတို့ကဒေါက်တာကျန်းရဲ့သားသမီးတွေပါချူနန်ကရုပ်ဖြောင်ပြီးတန်မာယုံကြည်မှုရှိသူဖြစ်လို့လန်အပါဝင်လူအများကအားကြကြပါတယ်ကအဲ့ဒီညမှာလန်ကချူနန်ရဲ့လေ့ကျင့်မှုကိုပြန်သုံးသပ်ပြီးအားသာချက်အားနည်းချက်တွေကိုမှတ်တမ်းတင်နေချိန်မှာဘေးကတော့မုတ်တွေကိုအဆက်မပြတ်စားနေပါတယ်ကအဲ့ဒီလောက်အများကြီးမစားနဲ့လို့လန်ကစူပါတယ်ကမကြခင်မှာတရုတ်နိုင်ငံကအပြန်အလှန်ဖလှယ်ရေးចောင်းသားတစ်ရောက်လာပြီးသူတို့နဲ့အတူနေထိုင်ရတော့မယ်ဆိုတာကိုမောင်နှမ2ယောက်လုံးသိထားကြပါတယ်ကအဲ့ဒီအချိန်မှာပဲလန်ကသူမရဲ့ဖခင်ဒေါက်တာကျန်းစီကဗီဒီယိုကောက်လက်ခံရရှိပါတယ်သူကအလုပ်တွေရှုပ်နေလို့အင်ကိုရက်အနှဲငယ်ပြန်မလာနိုင်သေးဘူးမင်းတို့ဘာသာဂယုစိုက်ကြပါလို့ပြောပါတယ်စိတ်ပြက်လက်ပြက်နဲ့လန်ကမေဆုံးပါသွားကြတဲ့ကဖေကျမတို့အနားမှာရှိနေပေးမယ်လို့ကတိပေးခဲ့တာပဲဒါပေမဲ့အမြဲတမ်းအပြင်မှာပဲရှိနေတယ်လို့ပြန်ပြောပါတယ်ကျမတို့နေ့တိုင်းအတင်စားအစားအစာတွေပဲစားနေရတယ်နောက်ကျမှနိုးတယ်အခုလဲနောက်ထပ်ကလေးတယောက်ကိုကျမတို့နဲ့လာထားဦးမလို့လားလို့ဆိုပါတယ်ဒေါက်တာကျန်းကတပ်ပြင်းချပြီးမကြခင်သူတေသနတွေပြီးရင်ပြန်လာခဲ့ပါမယ်အထူးလက်ဆောင်တစ်ခုလဲပို့ထားတယ်ရပြီလားလို့မေးပါတယ်ဘေးကမျက်မှောင်ကျုပ်ပြီးဖေးလက်ဆောင်တွေကအမြဲတမ်းအသုံးမဝင်ဘူးကျွန်တော်တို့မလိုချင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဒေါက်တာကျန်းရဲ့လေတံကတည်ငြိမ်သွားပြီးဒီလက်ဆောင်မှာငါရဲ့နှစ်ပေါင်းများစွာသူတေသနတွေပါဝင်တဲ့လုံခြုံတဲ့နေရာမှာတင်ထားပါလို့ပြောပါတယ်လန်နဲ့ဘေကတော့သူတို့အဖေနောက်နေတယ်လို့ပဲထင်ပြီးရဲနေကြပါတယ်ဒီလက်ဆောင်ကမကြခင်မှာအရာအလုံးကိုပြောင်းလဲပြီးတော့မယ်ဆိုတာသူတို့မသိကြပါဘူးအဲ့ဒီအချိန်မှာပဲလက်နက်ကင်တစုကဒေါက်တာကျန်းရဲ့တခွဲခန်းစီကိုဥတီလာနေတာကိုတွေ့ရပါတယ်တစ်ချိန်တည်းမှာပဲလန်တို့အိမ်ရဲ့လူခေါ်ဘဲတံမြည်လာပြီးရှောင်ယူရောက်ရှိလာပါတယ်လန်နဲ့ဘေတို့ကသူ့ကိုကြိုဆိုဖို့အလုံးရှုံနေကြပြီးမိုင်ပေါင်းများစွာအကွာမှာဘာတွေဖြစ်နေလဲဆိုတာမသိကြပါဘူးတစ်ဖက်မှာတော့လူမိုက်တွေကတခွဲခန်းထဲကိုစီးနှင်းဝင်ရောက်ပြီးဒေါက်တာကျန်းကိုဖမ်းဆီးလိုက်ကဗီဒီယိုကော့ကိုလည်းဖျက်တောက်လိုက်ပါသူတို့ကကဘာကိုရှိုးဝတ်ထားတဲ့ရတဲ့ဟဲကိုဆိုတဲ့စီမံကိန်းကိုရှာဖွေနေကြတာပါလူမိုက်တယောက်ကစားပွဲကိုထုပြီးရတဲ့ဟဲကိုဘယ်မှာလဲလို့အော်ဟစ်မေးမြန်းပါတယ်ဒေါက်တာကျန်းကတည်ငြိမ်စွာနဲ့ရတဲ့ဟဲကိုဆိုတာညံရည်တို့အယုတ်လေးပါအဲ့ဒါကငါရဲ့ကွယ်လွန်သူဇနီးရဲ့အတန်နဲ့စကားပြောတာဘာမှထူးခြားတာမဟုတ်ဘူးငါကလေးတွေအတွက်ပဲလှုပ်ပေးထားတာလို့ညင်သာစွာပြောပါတယ်ဒါပေမဲ့သူတို့ကမယုံကြပါဘူးလူမိုက်တွေကသူ့ကိုပြင်းထန်ရိုက်နှက်ကြပေမဲ့ဒေါက်တာကျန်းကတော့ပြောဖို့ညှင်းဆန်နေပါတယ်အခုမဟုတ်သေးဘူးမနှက်ဖြန်ကလေးတွေကြောင်းသွားတဲ့အချိန်မှငါတို့ဝင်စည်းမယ်ရတဲ့ကိုယူသွားရင်ဘယ်သူမှသိမှာမဟုတ်ဘူးလို့ဆိုပါတယ်အဲ့ဒီညနောက်ပိုင်းမှာလန်ကအိယာဝင်ခါနီးမှာသူမအဖေပို့ထားတဲ့ပါဆယ်ကိုသတိထားမိသွားပါတယ်သူမကအခန်းထဲကိုယူသွားပြီးဖွင့်ကြည့်လိုက်တဲ့အခါအီလက်ထရွန်နစ်ပန်ဒါအယုတ်လေးကိုတွေ့ရပါတယ်သူမကပါဝါခလုတ်ကိုနှိပ်လိုက်တဲ့အခါပန်ဒါလေးကစကားစပြောပါတယ်အဲ့ဒါကသူမရဲ့မေမေအတန်ပါဒေါက်တာကျန်းကသူ့ရဲ့သားသမီးတွေစိတ်သက်သာရစေဖို့ဇနီးဖြစ်သူရဲ့အတန်ကိုမှတ်တမ်းတင်ပြီးအဆင့်မြေ
အင်းအဲထဲသွင်းပေးထားတာပါမိမိရဲ့စကားသံတွေကိုကြားရတဲ့အခါလန်ရဲ့မျက်ဝန်းမှာမျက်ရည်တွေပြည့်ရှံလာပါတယ်ပန်ဒါလေးရဲ့အဲကစကားဝတ်အစ်စ်သတ်မှတ်ဖို့ညင်သာစွာမေးပါတယ်လန်ကတွန်းဆုတ်နေပြီးမှတခုခုကိုတိုးတိုးလေးပြောလိုက်ပါတယ်အဲ့ဒါကချက်ချင်းပဲစကားဝတ်ဖြစ်သွားပါတယ်သူမကအဲ့ဒါကိုတိတ်ရေးမကြီးဘူးလို့ထင်ပြီးပန်ဒါလေးကိုဘေးမှာထားကမေမေကိုတတိယရင်အိပ်ပျော်သွားပါတယ်နောက်တနေ့မနက်မှာလန်ရှောင်ယူနဲ့ဘေတို့ကျောင်းသွားကြပါတယ်အဝေးကနေကင်တဲ့ဒီလာတို့ကစောင့်ကြည့်နေကြပါတယ်ဒီလာကလန်ရဲ့ကြောပိုးအိမ်မှာချိတ်ထားတဲ့ပန်ဒါလေးကိုမြင်သွားပါတယ်လန်ကအဲ့ဒီအယုတ်လေးမှာမေမေအတန်ပါဝင်နေလို့အရန်တန်ပိုးထားပြီးဘယ်တော့မှချမ်းမထားခဲ့ဘူးလို့ကိုဂတိပေးထားတာပါသူခိုးနှစ်ယောက်ကအဲ့ဒါကိုခိုးဖို့အစီအစဉ်တစ်ချက်ချင်းဆွဲလိုက်ပါတယ်ကျောင်းသွားတဲ့လမ်းမှာလန်တို့သူငယ်ချင်းတစုကချူနန်နဲ့သူ့ညီမလေးရှန်ရှန်တို့နဲ့ဆုံကြပါတယ်အဲ့ဒီအချိန်မှာပဲဒီလာကနောက်ကနေပြေးလာပြီးလန်ရဲ့အိတ်ထဲကပန်ဒါလေးကိုလူယူကထွက်ပြေးသွားပါတယ်ဒါပေမဲ့ရှောင်ယူကအားလုံးကိုမြင်လိုက်ပါတယ်သူခိုးနောက်ကိုချက်ချင်းပြေးလိုက်ပါတော့တယ်ချူနန်ရဲ့အကူညီနဲ့ရှောင်ယူကဒီလာကိုဖမ်းမိသွားပြီးလျက်စီးလိုမြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့နှိမ်နင်းလိုက်ပါတယ်သူတို့ပန်ဒါလေးကိုပြန်ရလိုက်ပါတယ်အဲ့ဒီနောက်သူတို့အားလုံးကျောင်းကိုရောက်သွားကြပြီးရှောင်ယူကိုအတန်းထဲမှာမိတ်ဆက်ပေးပါတယ်အားလုံးကသူ့ရဲ့ရှေးရိုးရာဝတ်စုံကိုအန်ဒါတကြီးကြည့်နေကြပြီးဒီကောင်လေးကကိုခံပညာမှာတကယ်ပဲဘလောက်တော်လဲဆိုတာကိုတိုးတိတ်ပြောဆိုနေကြပါတယ်ရှောင်ယူကလည်းချူနန်ရဲ့တိုက်ကွန်ဒိုစွမ်းရည်ကိုသဘောကျနေပါတယ်အခုဆိုရင်အားလုံးကရှောင်ယူရဲ့စွမ်းရည်အစစ်အမှန်ကိုတွေ့ရမယ့်နောက်ထပ်ကာယအချိန်ကိုမစောင့်နိုင်အောင်ဖြစ်နေကြပါပြီကာယအချိန်မှာတော့ရှောင်ယူကသူ့ရဲ့မယုံနိုင်စရာကောင်းတဲ့ခန္ဓာကိုယ်ပျော့ပြောင်းမှုနဲ့လျက်စီးလိုမြန်ဆန်တဲ့အရှိန်ဟုန်ကြောင့်အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကအယမ်းမြန်ပြီးတီးကြလွန်းတာကြောင့်ကာယဆရာတောင်အံ့သာပြီးငေးကြည့်နေရပါတယ်အထမ်းပြီးတဲ့နောက်ရှောင်ယူနဲ့ဘေတို့ကတိုက်ကွန်ဒိုလေ့ကျင့်ရေခမ်းမှာချူနန်လေ့ကျင့်နေတာကိုတွားကြည့်နေတဲ့လန်စီကိုတွားကြပါတယ်ရှောင်ယူကချူနန်ရဲ့နေစနစ်တွေကိုတေချာကြည့်နေပြီးသဘောကျနေတာသိတာပါတယ်ရှောင်ယူကြည့်နေတာကိုတီးတဲ့ချူနန်ကလည်းပိုပြီးခက်ခဲတဲ့လှုပ်ရှားမှုတွေကိုပြသလိုက်ပါတယ်အဲ့ဒီညအားလုံးအိပ်ပျော်နေချိန်မှာကိုင်နဲ့ဒီလာတို့ကပန်ဒါကိုခိုးဖို့အိမ်ထဲကိုခိုးဝင်လာကြပါတယ်ကိုင်ကအရင်ဝင်လိုက်ပေမဲ့ရှားဆောင်ပင်ပေါ်တဲကျသွားပါတယ်သူကနာကျင်လို့ညှိတွားနေပေမဲ့ဆက်ပြီးအိမ်ထဲကိုတိုးဝင်လာကြပါတယ်ဒါပေမဲ့ရှောင်ယူကမအိပ်သေးပါဘူးသူကအိတ်ခမ်းထဲမှာချူနန်လှုပ်ပြခဲ့တဲ့လှုပ်ရှားမှုတွေကိုလေ့ကျင့်နေတာပါရုတ်တရက်သူကကျူးကျော်သူနှစ်ယောက်ကိုမြင်သွားပါတယ်အစမှာတော့သူကပုံနေပြီးသူတို့ကိုခြောက်လန့်ဖို့နေလန်းအချို့သုံးခဲ့ပေမဲ့နောက်ပိုင်းမှာတော့တိုက်ခိုက်ပါတော့တယ်အလွန်မြန်တဲ့အရှိန်နဲ့အဖြစ်ပြောစရာမရှိတဲ့ကိုခံပညာတွေကြောင့်ရှောင်ယူကသူတို့နှစ်ယောက်လုံးကိုနှိမ်နင်းပြီးအိမ်ထဲကနေမောင်းထုတ်လိုက်ပါတယ်ဒါပေမဲ့ရှုပ်ရှက်ဖြစ်နေတဲ့ကြားမှာသူခိုးတွေကပန်ဒါအမားကြီးကိုယူသွားကြပါတယ်အဲ့ဒါကရေငွေ့ထုတ်ပေးတယ်ပန်ဒါအယုတ်ပါအဲ့ဒါကိုရက်တဲ့ကိုလို့ထင်ပြီးသူတို့ကမစ္စတာရှန်စီကိုဂုံယူစွာနဲ့ယူသွားကြပါတယ်ရှန်ကအဲ့ဒါအစ်မဟုတ်မှန်းသိသွားတဲ့အခါဒေါသတကြီးနဲ့သူတို့ကိုပြင်းထန်အဖြစ်ပေးပြီးဘလို့ပဲဖြစ်ငါရက်တဲ့ကိုလိုချင်တဲ့ဝယ်မဲ့သူက3ရက်အတွင်းရောက်လာတော့မှလို့အော်ဟစ်လိုက်ပါတယ်နောက်တနေ့မနက်မှာကျောင်းသားတွေကတိုက်ကွန်ဒိုခမ်းမမှာပြန်ဆောင်ကြပြီးချူနန်ရဲ့လေ့ကျင့်မှုကိုကြည့်နေကြပါတယ်ရှန်ကရေမောပြီးရှောင်ယူကငါအကိုနဲ့တိုက်တင်တယ်လို့နောက်ပြောင်ပါတယ်အဲ့ဒီအချိန်မှာပဲကိုင်နဲ့ဒီလာတို့ကမိန်းကလေးတွေလိုရုပ်ဖြတ်ပြီးခိုးဝင်လာကြပါတယ်သူတို့ကအခွင့်အရေးကိုစောင့်ရင်းနောက်နားမှာငြိမ်လေးထိုင်နေကြပါတယ်တိုက်ပွဲစတင်ပါပြီးရှောင်ယူနဲ့ချူနန်တို့ကစင်ပေါ်မှာရင်ဆိုင်နေကြပါတယ်အားလုံးကဝိုင်းအောင်ပြီးအားပေးနေကြပါတယ်အဲ့ဒီလိုအာယုံလွဲနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးကိုင်နဲ့ဒီလာတို့ကလန်ရဲ့အိမ်နားကိုကတ်သွားပြီးပန်ဒါကိုဆွဲထုတ်လိုက်ပါတယ်ဒါပေမဲ့ဘေးကမြင်သွားပြီးသူခိုးလို့អော်လိုက်ပါတယ်ချက်ချင်းပဲចောင်းသားအားလုံးလှည့်ကြည့်လိုက်ပြီးရုတ်တဲဖြစ်သွားပါတယ်ကလေးတွေကကျူးကျော်သူနှစ်ယောက်ကိုဝိုင်းတိုက်ကြပါတယ်ခမ်းမတစ်ခုလုံးအော်ဟစ်တန်တွေနဲ့ပြီးနှက်သွားပါတယ်အဲ့ဒီအချိန်မှာပဲကာယဆရာရောက်လာပြီးအားလုံးကိုရက်ခိုင်းလိုက်ပါတယ်ဒီကြားထဲမှာကိုင်နဲ့ဒီလာတို့ကထွက်ပြေးသွားနိုင်ခဲ့ပါတယ်မကြာခင်မှာပဲရဲတွေရောက်လာပါတယ်လန်ကအဲ့ဒီသူခိုးတွေကကျမရဲ့ပန်ဒါကိုခိုးသွားတာလို့ရှင်းပြပါတယ်ရဲတွေကပန်ဒါရဲ့ပုံစံနဲ့တန်တရားရှိသူတွေရဲ့အချက်အလက်တွေကိုမှတ်သားသွားပါတယ်မစိုးရိမ်ပါနဲ့မကြာခင်ရှာပေးပါမယ်လို့သူတို့ကအားပေးပါတယ်နောက်ပိုင်းမှာចောင်းသားအားလုံးခမ်းမကိုအတူတူတန်ရှင်းရေးလုပ်ကြပါတယ်ဒါပေမဲ့ရှောင်ယူလန်ချူနန်နဲ့ဘေတို့ကတော့
သူတို့ဘာသာသူခိုးတွေကိုလိုက်ဖမ်းဖို့တိုးတိုးတိတ်တိတ်စီစဉ်နေကြပါတယ်တစ်ဖက်မှာတော့မစ္စတာရှန်ရဲ့ပုံအောင်ရနေရာမှာတကယ်ရက်တဲ့ကိုရောက်ရှိသွားပါပြီသူကဒေါက်တာကျန်းကိုဖမ်းထားပြီးသားဖြစ်ပေမဲ့ပန်ဒါကစကားဝက်နဲ့ပိတ်ထားတာမို့လန်တယောက်ပဲတီးပါတယ်မစ္စတာရှန်ကအနားကပ်ပြီးစကားဝက်ကဘာလဲလို့ဟိန်းဟောင်မေးပါဒေါက်တာကျန်းကငါမသိဘူးလို့ပြက်ပြက်သားသားပြန်ပြောပါတယ်ရှန်ရဲ့အဖွဲကရက်တဲ့ကိုဟပ်ဖို့စူးစမ်းပေမဲ့ဘာမှအလုံးမဖြစ်ပါဘူးရှန်ကအရန်တော်သက်ထွက်နေပါတယ်ရတဲ့ကိုထဲကရှိုးဝက်စီမန်ကင်းကဒေါ်လာတန်100တန်ပေမဲ့မဖွင့်နိုင်မချင်းတော့အဲ့ဒီငွေတွေကအိမ်မက်ပဲဖြစ်နေဦးမှာပါပန်ဒါပျောက်ဆုံးသွားတာ2ရက်ရှိသွားပါပြီရဲတွေကလန်ကိုဒါတွေရဲ့နောက်ွယ်မှာဂုံးကြီးတစ်ခုရှိနေတယ်လို့ထင်တယ်ငါတို့လိုက်နေပါတယ်လို့ပြောပါတယ်မစ္စတာရှန်ကတော့နာရီပေါင်းများစွာစူးစမ်းနေပေမဲ့ရတဲ့ကိုကပွင့်မလာပါဘူးစိတ်ပြတ်မှုကနေဒေါသအဖြစ်ပြောင်းလဲသွားပြီးဒေါက်တာကျန်းကိုထက်ခါရိုက်နှက်ပါတယ်စကားဝက်ကိုရဖို့အသေးအတန်စူးစမ်းပေမဲ့ကျန်းကမပြောပါဘူးအဲ့ဒီနောက်မှာတော့ရှန်ကရက်ဆက်တဲ့အကြံတစ်တစ်ခုရသွားပါတယ်ဒေါက်တာကျန်းရဲ့ဖုန်းထဲကိုအတန် message တစ်ခုရောက်လာပါတယ်အဲ့ဒါကလန်စီကပါသူမရဲ့မွေးနေ့ဖြစ်ပါတယ်ဖေးပါတီက6နာရီမှာဆက်မဲ့အချိန်မှန်ပြန်လာခဲ့နော်လို့သူမကဆိုထားပါတယ်ရှန်ကအေးဆက်စွာပြုံးလိုက်ပါတယ်သမီးကိုပြန်ပေးဆွဲလိုက်ရင်အဖေဖြစ်သူစီကစကားဝက်ကိုရမှာပဲလို့သူကဆုံးဖြတ်လိုက်ပါတယ်သူကသူ့လူတွေကိုလန်ကိုချက်ချင်းသွားဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီနေ့မှာချူနန်ဘေရှောင်ယူနဲ့ရှန်တို့ကဈေးထဲမှာမွေးနေ့လက်ဆောင်ဝယ်နေကြပါတယ်အိမ်မှာတော့လန်နဲ့သူမရဲ့သူငယ်ချင်းတွေကပါတီအတွက်ပြင်ဆင်နေချိန်မှာ message တစ်ခုရောက်လာပါတယ်ဖေးအပြင်ကိုရောက်နေပြီးရဲလန်ကခြံဝင်းတကားစီပြေးသွားတဲ့အခါအနက်ရောင်ကားတစ်စီးရပ်ထားတာကိုတွေ့ရပါတယ်အထဲမှာတော့ရှန်ရဲ့လူတွေနဲ့ဒေါက်တာကျန်းကိုကြိုးထုတ်ထားတာတွေ့လိုက်ရပါတယ်လန်ကတန်တရားနဲ့အနားကပ်သွားတဲ့အခါကျန်းကပြေးတော့လန်လို့អော်လိုက်ပါတယ်သူမပြေးနိုင်ခင်မှာပဲလူမိုက်တယောက်ကသူမကိုဖမ်းလိုက်ပါတယ်သူမရဲ့အော်ဟစ်တန်ကအဝေးကြီးအထိပဲတင်ထက်သွားပါတယ်အနီးနားမှာရှိတဲ့ချူနန်နဲ့ရှောင်ယူတို့ကကြားသွားပြီးကူညီဖို့ပြေးလာကြပါတယ်ရှောင်ယူကကားနားကိုရောက်သွားတဲ့အခါလူမိုက်တယောက်ကတကားဖွင့်ပြီးသူ့ကိုတွန်းထုတ်လိုက်လို့သူလဲကျသွားပါတယ်ချူနန်ကအဲ့ဒီလူကိုတိုက်ခိုက်ပေမဲ့သူကလေ့ကျင့်ထားတဲ့တိုက်ခိုက်ရေးသမားဖြစ်လို့ချူနန်ကိုပြန်တိုက်ပြီးကားနဲ့မောင်းထွက်သွားပါတယ်လမ်းပြန်ပေးဆွဲခံလိုက်ရပါပြီဒါပေမဲ့သူတို့လက်မလျှော့ပါဘူးချူနန်ကရှန်ကိုရဲခေါ်ခိုင်းပြီးသူနဲ့ရှောင်ယူကကားနောက်ကိုလိုက်ကြပါတယ်သူတို့မတိလိုက်တာကဘေးကလည်းနောက်ကနေတိုးတိတ်လိုက်လာတာပါရှန်ရဲ့ပုံအောင်ရနေရာမှာပြန်ပေးသမားတွေကဒေါက်တာကျန်းနဲ့လန်တို့ကိုရှန်ရဲ့ရှေ့မှာချထားလိုက်ပါတယ်နှစ်ယောက်လုံးကိုကုလားထိုင်မှာကြိုးထုတ်ထားပါတယ်ရှန်ကလန်ရဲ့လယ်ပင်မှာဓားတင်ပြီးစကားဝက်ကိုပြောမဟုတ်ရင်မင်းသမီးတေလိမ့်မယ်လို့ကျန်းကိုချင်းချောက်ပါတယ်လန်ကကြောက်လန့်တကြားနဲ့ပါစကားဝက်လဲလို့ပြန်អော်လိုက်ပါတယ်အဲ့ဒီစကားလုံးတွေကထူးခြားတဲ့အရာတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ခိုးယူခံထားရတဲ့ရတဲ့ကိုထဲကအာယုံခံကိရိယာကလန်ရဲ့အတန်ကိုမှတ်မိသွားပါတယ်အဲ့ဒါကသူမရဲ့အတန်ကိုပဲမှတ်မိအောင်ပရိုဂရမ်သွင်းထားတာပါအယုတ်လေးကအလိုအလျောက်ပွင့်သွားပါတယ်ရှန်ကအောင်မြင်သွားပြီဆိုပြီးဝမ်းသာသွားပေမဲ့ဒေါက်တာကျန်းကတော့စိတ်ပြတ်သွားပါတယ်အပြင်မှာတော့ကိုင်နဲ့ဒီလာတို့ကစောင့်ကြည့်နေကြပါတယ်ဒီလာကအိမ်သာသွားဖို့ထွက်လာတဲ့အခါချူနန်ကနောက်ကနေရိုက်ပြီးသတိမေ့အောင်လှုပ်လိုက်ပါတယ်ရှောင်ယူကကိုင်ကိုအပြင်ထွက်လာအောင်များခေါ်ပြီးသူ့ကိုလည်းချက်ချင်းနှိမ်နှင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝယ်မဲ့သူရောက်လာပါတယ်မစ္စတာအန်ဒါဆန်ဒေးရီပချိုရတစ်စပေကပိုက်ဆံလွှဲဖို့ရောက်လာချိန်မှာအပြင်ကနေအတန်တဲ့ကြားလိုက်ရပါတယ်တန်တရားဖြစ်သွားတဲ့ရှန်ကသူ့လူတယောက်ကိုအပြင်ထွက်စစ်ခိုင်းပေမဲ့တတိရှိတဲ့ဘေးကအဆောက်အုံထဲကိုခိုးဝင်နေပြီးသားပါသူကရတဲ့ကိုနဲ့ပိုက်ဆံလွှဲတာတွေကိုအကုန်စောင့်ကြည့်နေပါတယ်သူကအန်ဒါဆန်ရဲ့ကွန်ပျူတာနားကိုတိုးလေးကတ်သွားပြီးဘယ်သူမှမသိအောင်အကောင့်နံပါတ်ကိုပြောင်းလိုက်ပါတယ်အဲ့ဒီနောက်သူကအရေးထဲမှာပြန်ပုံးနေလိုက်ပါတယ်အပြင်မှာတော့ရှန်ရဲ့လူတယောက်ကအတန်ကြားလို့ထွက်ကြည့်တဲ့အခါဂိုင်သတိမိနေတာကိုတွေ့သွားပါတယ်သူကဒီလာစီပြေးသွားဖို့လုပ်ပေမဲ့ချူနန်နဲ့ရှောင်ယူတို့ကနောက်ကနေတိုက်ခိုက်လိုက်ပါတယ်သူတို့ရဲ့လှုပ်ရှားမှုတွေကမြန်ဆန်တိကျလွန်းပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲအဆောင်ကလဲကျသွားပါတယ်ချူနန်ကသွားတော့ရှောင်ယူလန်ကိုသွားခဲ့တော့လို့အော်ပြောလိုက်ပါတယ်အထဲမှာတော့မစ္စတာရှန်နဲ့မစ္စတာအန်ဒါဆန်တို့ရဲ့သဘောတူညီချက်ကပြက်ပြားနေပါပြီအန်ဒါဆန်ကပိုက်ဆံလွှဲလိုက်ပြီလို့ပြောပေမဲ့ရှန်ရဲ့အကောင့်ထဲကိုပိုက်ဆံမရောက်ပါဘူးသူတို့နှစ်ယောက်ပြင်းထန်ငင်းခုန်နေကြပါတယ်ရှန်ကပိုက်ဆံမရပဲစီမံကိန်းကိုမပေးနိုင်ဘူးလို့ပြောပါတယ်
အဲ့ဒီအချိန်မှာဘေးကသူတို့နောက်ကနေတိုးတိုးလေးသွားပြီးသူ့အဖေနဲ့အမကိုကြိုးဖြီပေးဖို့စူးစမ်းနေပေမဲ့ရှန်ကတိသွားပါတယ်။အဲ့ဒီအချိန်မှာပဲရှောင်ယူကတကားကိုဝုန်းခနဲ့ဖွင့်ပြီးဝင်လာပါတယ်ရှန်ရဲ့လူတွေနဲ့အန်ဒါဆန်ရဲ့အဆောင်တွေကသူ့ကိုဝိုင်းတိုက်ကြပေမဲ့ရှောင်ယူရဲ့လျက်စီးလိုအရှိန်နဲ့ရှောင်လင်စွမ်းအားတွေကြောင့်အားလုံးလဲကျကုန်ပါတယ်။ဘေးကသူ့အဖေနဲ့လန်ကိုကြိုးဖြီပေးနိုင်ခဲ့ပါတယ်။သူတို့ဘေးကင်းသွားပါပြီအခုတော့အခန်းထဲမှာရုပ်ရုပ်သေးသေးဖြစ်နေပါတယ်။ရှန်အန်ဒါဆန်နဲ့ဒေါက်တာကျန်းတို့ကရက်တဲ့ဖက်ကိုအတွက်လူနေကြပါတယ်လန်နဲ့ဘေတို့ကလည်းရှောင်ယူကိုကူညီပြီးကြံတဲ့လူမိုက်တွေကိုတိုက်ခိုက်ကြပါတယ်ခဏအတွင်းမှာပဲအားလုံးနီးပါးသတိမေ့ကုန်ကြပေမဲ့ရှန်ကတော့စီမံကိန်းကိုယူပြီးထွက်ပြေးသွားပါတယ်ရှောင်ယူနဲ့တခြားလူတွေကသူ့နောက်ကိုလိုက်ကြပါတယ်အပြင်မှာတော့ချူနန်ကရှန်ရဲ့အတော်ဆုံးလူနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေရပါတယ်အဲ့ဒီလူကအယမ်းတန်မာလို့ချူနန်တန်ရအပြင်းထန်ရသွားပါတယ်ရှန်ရောက်လာတဲ့အခါသူ့လူကိုအားလုံးကိုတားထားဖို့အမိန့်ပေးပြီးသူကတော့ထွက်ပြေးသွားပါတယ်အခုတော့ရှောင်ယူကအဲ့ဒီလူနဲ့တယောက်ချင်းရင်ဆိုင်ရပါတော့တယ်သူကအသက်ပြင်းပြင်းရှူပြီးသူ့ရဲ့ရှောင်လင်ဆရာကြီးတင်ပေးခဲ့တာတွေကိုပြန်သတိရလိုက်ပါတယ်အဲ့ဒီနောက်မှာတော့နောက်ဆုံးအာမန်နဲ့ပြင်းထန်တဲ့တိုက်ကွက်တစ်ခုကိုထုတ်သုံးလိုက်တဲ့အခါအဲ့ဒီလူကကျမ်းပြင်ပေါ်ကိုလဲကျသွားပါတော့တယ်တစ်ဖက်မှာတော့ဒေါက်တာကျန်းဘေးနဲ့လန်နိုးကရှန်ကိုပိတ်ဆို့ထားလိုက်ပါတယ်ရှန်ကပြပြတလဲဖြစ်နေရင်ခြေချော်ပြီးတေးတာပုံကြီးအောက်ကိုပြုတ်ကျသွားပါတယ်ဒေါက်တာကျန်းကသူ့ရဲ့တန်ဖိုးရှိတဲ့ရတဲ့ဟက်ကိုပြန်ရလိုက်ပါတယ်ခဏအကြာမှာတော့အမြဲတမ်းလိုပဲရဲတွေကနောက်ကျမှရောက်လာပါတယ်အန်ဒါဆန်နဲ့သူတို့လူတွေကိုဖမ်းဆီးလိုက်ပါတယ်အရာအလုံးပြန်လဲအေးချမ်းသွားပါပြီရှောင်ယူနဲ့သူ့သူငယ်ချင်းတွေလည်းဒဏ်ရာတွေရပြီးပင်ပန်းနေကြပေမဲ့ပြုံးနေကြပါတယ်ဒေါက်တာကျန်းကသူ့သားသမီးတွေကိုဖတ်ထားပြီးနောက်ဆိုရင်မင်းတို့ကိုတယောက်တည်းဘယ်တော့မှမထားခဲ့တော့ဘူးလို့ပြောပါတယ်လန်ကလည်းမျက်ရည်တွေကြားကပြုံးပြီးကျမတို့လည်းဖေးဖေးကိုဘယ်တော့မှမခွဲတော့ဘူးလို့ဆိုပါတယ်။ကျောင်းရဲ့နှစ်ပတ်လည်အခမ်းအနားမှာတော့ရှောင်ယူနဲ့သူ့သူငယ်ချင်းတွေကသူရဲကောင်းတွေအဖြစ်ဂုဏ်ပြုခံရပါတယ်။ရဲတွေကိုကူညီပြီးရာဇဝတ်ကုန်းကိုဖမ်းဆီးပေးခဲ့လို့ပါအားလုံးကရှောင်ယူကိုအားပေးချီးကျူးကြပါတယ်။သူကတကြောင်လုံးကိုပို့ပြီးစ조사ခြင်းစိတ်တွေယုံကြည်ချက်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဇလန်လေးကတင့်ကိုစိတ်လှုပ်ရှားစေခဲ့ရင်နောက်ထပ်ဇလန်ကောင်းတွေအတွက်ထထပချရဲဆိုလှုပ်ထားဖို့မမေ့ပါနဲ့ဦး